နိုင်ငံนี้အများကြီးရှိတဲ့ထဲမှာဘာလို့ဂျာမနီကိုရွေးတင်နေဆိုတဲ့အကြောင်းအရာလေးကိုလက်ဖြူဒီဗီဒီယိုလေးမှာ share လုပ်သွားမှာဖြစ်ပါတယ်။ Hello အားလုံးပဲမင်္ဂလာပါရှင်။လက်ဖြူရဲ့ဒီလေးမှာပြန်လည်ကြိုဆိုလိုက်ပါရနော်။လက်ဖြူဒီနေ့ share လုပ်ပေးခြင်းတဲ့ topic လေးကတော့ဘာလို့ဂျာမနီကိုရွေးတင်တာလဲ။ Great things about Germany ပေါ့နော်။ဂျာမနီရဲ့ကောင်းကြောင်းလေးတွေကိုလက်ဖြူ၃ပိုင်းခွဲပြီးတော့ပြပြသွားမှာဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယိုလေးကတော့ပါဝင်မဲ့ topic လေးတွေကတော့ free education, real work life balance, strong job opportunities ပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင်နော်ဒီပထမဆုံး topic ဖြစ်တဲ့ free education မှာကြတော့တော်တော်များများတည်ထားပြီးသားဖြစ်ပါမယ်တော်တော်များများလည်းကြားဘူးပြီးသားဖြစ်ပါမယ်ဂျာမနီက free education ဂျာမနီမှာကျောင်းအလက်ကတက်လို့ရတယ်ဟုတ်လားဟုတ်ပါတယ်ဂျာမနီက free education မှာသူကသူတို့ရဲ့ဂျာမန်လူမျိုးတွေအတွက်တွေမဟုတ်ဘဲနဲ့လက်ပြလို့ non-EU တွေ international students တွေအတွက်ပါ free ဖြစ်ပါတယ်ဒါပေမဲ့public university နဲ့ private university တော့ကွာတာပေါ့နော်ဆိုတော့လက်ဖြစ်ပြောချင်တဲ့ကျောင်းရတာဒီမှာ public university ပဲဖြစ်ပါတယ်ဒါဆိုရင်တပြားမှမကုန်ဘူးလားဆိုရင်တော့အဲ့လိုတော့လည်းမဟုတ်ပါဘူးကိုက semester ကြီးလောက်တော့ပေးရပါတယ် semester ကြီးကဒီ6လစာလုံးကိုမှထားပါတော့350 400ဝန်းကျင်လောက်ပဲရှိပါတယ်ယူရိုပေါ့နော်ဆိုတော့ကိုကတခြားနိုင်ငံတွေနဲ့ရှင်တိုင်းဥပမာထားပါတော့တချို့နိုင်ငံတွေဆိုရင်ပေါင်တွေတောင်းတဲ့ချီသွင်းရတယ်ကျောင်းလာကောက်နေဒေါ်လာတွေတောင်းတဲ့ချီသွင်းရတယ်ယူရိုတွေတောင်းတဲ့ချီသွင်းရတယ်ဒါပေမဲ့ဂျာမနီကဒီမှာယူရို3500နဲ့ကျောင်းတက်လို့ရတယ်ပေါ့နော်ဟောရှင်းကြည့်လိုက်တဲ့အခါကျရင်ဂျာမနီရဲ့ကျောင်းစီတအားဈေးတက်တာပါတယ်တခုတော့ရှိတယ် blog account တော့ထည့်တော့ပေးရပါမယ် blog account တော့မိထားလို့မရပါဘူး blog account ကယူရို1000 2000နီးပါးလောက်ရှိတယ်ပေါ့နော်ဆိုတော့ဒါမဲ့တခုပြန်စဉ်းစားကြည့်ရင် blog account ကိုပတ်စံမှာကိုကသွင်းလိုက်တယ်တစ်နှစ်နေတဲ့အခါအကုန်လုံးပြန်ရတယ်သူများရဲ့လိုကျောင်းလာကသွင်းလိုက်ရတာမျိုးမဟုတ်ပါဘူးအဲ့တော့ဒီမှာပြောချင်တဲ့ main point ကတော့ဒီ free education သူ့ရဲ့ nutrition fees ကိုလည်းပြပြချင်တာဖြစ်ပါတယ်ဒီနံပါတ်1ခေါင်းစဉ်ဖြစ်တဲ့ free education နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကိုကဂျာမနီမှာကျောင်းတက်မယ်ဆိုရင်အိမ်နေပေါင်ယာတွေပေါင်ကားတွေပေါင်ပြီးတော့လာစရာမလိုပါဘူး semester ချင်းနေပါတယ် blog account တော့တက်ဖယ်ထားမှရပါတယ်ကဲနံပါတ်2လေးသွားလိုက်နံပါတ်2မှာじゃ real work life balance ပေါ့နော်ဆိုတော့ဂျာမနီကပြောရင်အချိန်ကိုတအားလေးစားပါတယ်သူတို့မှာထားပါတော့လူတစ်ယောက်ကတစ်နေ့ကိုအလုပ်8နာရီလုပ်တယ်တစ်ပတ်မှာဆိုရင်35နာရီကနေနာရီ40ဝန်းကျင်လုပ်လိုက်မယ်ကိုယ့်ရဲ့ဒီ contract ပေါ်မူတည်ပြီးအလုပ်ရာထူးပေါ်မူတည်ပြီးအလုပ်နေရာပေါ်မူတည်ပြီးတော့꿰ပြရတယ်ပေါ့နော်ဆိုတော့လက်ဖြူဆိုရင်မှာထားပါတော့ next day ဆိုရင်တစ်ခါတလေနာရီ60လောက်ဆင်းရတယ်တစ်ပတ်ကိုဒါပေမဲ့60တက်တော့မပူပါဘူးပြီးတော့ရင်လည်းလက်ဖြူတို့ကပိတ်ရက်တည်း4ရက်ကနေတစ်ပတ်လောက်ထိပြန်ရပါတယ်ဆိုတော့ဂျာမနီမှာကအချိန်ပိုမလုပ်ပါဘူး overtime လုပ်ရတဲ့အလုပ်တွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ပြီးသွားခဲ့ရင်လည်းသူကကိုယ့်ရဲ့ပတ်စံတွေက plus ပေါင်းသွားတာဖြစ်ပါတယ်နောက်ဂျာမနီမှာကဒီအလုပ်သမားတွေကတစ်နှစ်ကို vacation ဒီခရီးသွားဖို့အတွက်ပေါ့နော်ဒီ ULOPS အနေနဲ့25ရက်ကနေ30 35 39ရက်နိုင်ရက် ရက်40နီးပါးလောက်ထိရပါတယ်ကိုယ့်ရဲ့ contract ပေါ့အလုပ်နေရာပေါ့position ပေါ်မူတည်ပြီးတော့꿰ပြပါတယ်တခုရှိတာကတချို့လည်းပြို Asia မှာလုပ်တဲ့အမတွေတချို့ကမေးကြတယ်ညီမလေးအမဂျာမနီမှာ vacation ရပြီးတော့ကိုကဖျားခဲ့ရင်ကိုဖျားတဲ့ရက်အတွက် vacation နဲ့နှုတ်ပေးရလားဆို no ပါလွတ်လပ်စွာဖျားပိုင်ခွင့်ရှိပါတယ်စိတ်စာနဲ့တော့ဖျားရပါတယ်ဒါပေမဲ့vacation နဲ့နှုတ်တာမျိုးမရှိပါဘူးလက်ဖြူတခုပြပြရမယ်လက်ဖြူ hospital လုပ်နေတဲ့ကာလအတွင်းမှာတော့လက်ဖြူ vacation ကာလကြီးမှာတစ်ပတ်ဖျားသွားပါတယ်ဖျားတော့လက်ဖြူစိတ်စာတင်ရတယ်တင်တဲ့ဟာကိုလက်ဖြူကြောင်းပို့လိုက်တဲ့ခါမှာကြောင်းလက်ဖြူတစ်ပတ် extra vacation ထပ်ပေးပါတယ်ဘာလို့ဆိုလက်ဖြူက vacation မှာခရီးမသွားလိုက်ရဘဲနဲ့ဖျားသွားလို့ဆိုတဲ့အတွက်ပါဖျားနေတဲ့အတွက်ဒီသူ့ရဲ့ vacation ကို enjoy မလုပ်လိုက်ရဘူးပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကိုလည်းဖြိုတစ်ပတ်ထပ်ပြီးတော့ပေးပါတယ်ဆိုတော့ပိတ်ရအတွက်လည်းပူစရာမလိုပါဘူးလွတ်လပ်ခရီးသွားပိုင်းခွင့်ရှိတယ်လွတ်လပ်ဖြားပိုင်းခွင့်ရှိပါတယ်အဲ့တော့အတူချုံးလေးပြောရမယ်ဆိုရင်ဂျာမနီမှာ non stop လုပ်နေရတာမျိုးမဟုတ်ပဲね break ရတယ်ကိုဒီ fire oven ပေါ့နော်ပြောရင်အလုပ်ပြီးသွားတဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့ fry side activity တွေနဲ့လုပ်လို့ရတယ်တကယ်ချင်းနေနဲ့ hang out လုပ်မလားဒီ gym သွားမလားဒါမှမဟုတ်အိမ်မှာပဲcakes တွေ bake လုပ်လာစသဖြင့်ပေါ့နော်ကိုကြိုက်သလိုလုပ်ခွင့်ရှိပါတယ်။ဟောရင်အလုပ်အတွက်လည်းအလုပ်အချိန်ရှိသလိုကိုအတွက်လည်းကိုပိုင်ချိန်တည်တတ်ရှိတဲ့အတွက် work life balance လို့ပြောပါတယ်။ဒါလက်ဖြူပြောတာမဟုတ်တော့လက်ဖြူ research လုပ်ပြီးတော့မှပြောတာပါ။ Number 3ကကျတော့ဒီ strong job opportunities ပေါ့နော်။ဂျာမနီမှာအလုပ်ပေါ်လာလို့တချို့လက်ဖြူကို page မှာလာမိကြတယ်။ပေါ်ပါတယ်တအားပေါ်ပါတယ်ပေါ်တော့နေတာပါပဲအလုပ်ရှင်တွေတော်များအလုပ်သမားလိုအပ်နေတာပါအလုပ်သမားရှားပါနေတာပါဒါပေမဲ့အလုပ်သမားဆိုတဲ့နေရာမှာဘလို့အလုပ်သမားတွေလဲဆိုရင်တို့က skill workers တွေပေါ့နော်ပိုလိုအပ်အဲ့တော့တချို့ကရှိကြတယ်ဂျာမြန်မာပြည်မှာ၈တန်းမဲ့အောင်ထားတယ်9တန်းမဲ့အောင်ထားတယ်ဂျာမန်စာလည်းမတက်ဘူးအင်္ဂလိပ်လိုလည်းသိမရဘူးဂျာမနီမှာဘာလုပ်ရနိုင်လဲခက်တယ်ဘာလို့ဆိုသူတို့လိုအပ်နေတာက skill workers လေเนาะတကယ် qualify ဖြစ်နေတဲ့လူတွေကိုလိုအပ်တာပါဒီမှာလက်ဖြူနားလဲတယ်လူပဲလေเนาะတယောက်နဲ့တယောက်ပဲတူပါမလဲဒီကျောင်းဆက်မတက်နိုင်တာအကြောင်းအမျိုးမျိုးကြောင့်ရှိတယ်ဒါပေမဲ့တခုရှိတာကသူတို့ဘက်ကတောင်းတဲ့ requirements တွေတော့ကိုက
ပြည့်အောင်ဖြည့်ပေးနိုင်မှရမယ်မဟုတ်ရင်တော့ခက်တယ်ပေါ့နော်သူတို့ကဘာတွေတောင်းလဲအများသောအားဖြင့်ကတော့ဂျာမန်စာပါတချို့ကဂျာမန်စာမလုပ်ချင်ကြဘူးတချို့ကြလည်းတစ်နှစ်လောက်တွေ့ဝေပြီးတော့ဂျာမန်စာသင်ကောင်းမလားမသင်ကောင်းမလားလုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားလက်ပြအမှန်တိုင်းပြောရရင်လေလွန်ခဲ့တဲ့တစ်နှစ်နှစ်နှစ်လောက်ထဲကတချို့ចောင်းသူចောင်းသားလေးပေါ့တော်တော်များများပေါ့နော်ဂျာမန်စာကိုစူးစမ်းပြီးလုပ်တာရောက်တဲ့လူတွေရောက်နေပါပြီရောက်တဲ့မြန်မာတွေမှာအများကြီးရောက်နေပါပြီတချို့ကြလည်းရှိတယ်ဒီ EU Blue Card တွေ opportunity cards တွေလက်ပြဗီဒီယိုတွေလည်းလုပ်ပေးတယ်တချို့ကြလည်းမသေးကြမီရာတချို့ကြလည်းအဲ့လိုတွေ့ဝေနေရပေါ့နော်တကယ် opportunity ကနဲ့ရောက်တဲ့လူမြန်မာတွေမှာအများကြီးရှိပါတယ်လက်ပြ page မှာလည်းလာပြောကြတယ်ညီမလေးအမဒီကနဲ့ရောက်လာညီအမဘယ်လိုတွေလုပ်ရမလဲအမအင်ဘယ်လိုလုပ်ရမလဲအများကြီးပေါ့နော်သူတို့တခြား struggles တွေရှိတယ်ဒါပေမဲ့ရတဲ့မြန်မာတွေရပါတယ်ရောက်တဲ့မြန်မာတွေလည်းရောက်နေကြပါပြီပြီးတော့တွေ့ဝင်မနေဘဲနဲ့တကယ်ကိုကထွက်ချင်တဲ့ဂျာမနီကိုအရင်စိတ်ဝင်စားရဆိုဂျာမန်စာကိုစတင်မှာစမေးပွဲတွေဖြေထားပါတည်တည်ချာချာလေးလုပ်ပါပြီးရင် try မှာဂျာမနီမှာအလုပ်ပေါ်လာမပေါ်လာဆိုရင်တော့တကယ်ဂျာမန်စာသာလာပြီးတော့ဂျာမနီကိုရောက်လာကြည့်ပါတွေ့ပါလိမ့်မယ်အလုပ်ခေါ်စာတွေမှာအများကြီးပါပဲ interview ခေါ်တဲ့လူတွေလည်းအများကြီးပဲ interview လျှောက်တဲ့လူတွေလည်းအများကြီးပဲတိုးပေါက်ဖို့ကတော့ကိုစွမ်းစာနဲ့ကို skills နဲ့ကိုပေါ့နော်ဆိုတော့ကဲ okay လက်ပြပါဝါဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်မှာဖြစ်ပါတယ် part 2 ဗီဒီယိုလေးကိုနောက်တစ်ရက်နေ့အတွင်းလာမှာဖြစ်ပါတယ်ဗီဒီယိုရိုက်ပြီးသားပါအားလုံးပဲကျေးဇူးတင်ပါတယ်လက်ဖြူဒီမှာပြောတခုလောက်ပြပြချင်တာရှိပါတယ်လက်ဖြူကကောင်းချောင်းနေပဲပြောသလိုစိုးချောင်းနေလည်းလာမှာဖြစ်ပါတယ်ဆိုတော့လက်ဖြူရဲ့ account လေးကို follow မလုပ်ရသေးဘူးဆိုရင် follow လုပ်ထားပါတခုသိချင်တဲ့မေးချင်တဲ့ဆိုရင်လည်းလက်ဖြူရဲ့ comment မှာရေးထားလို့ရပါတယ်လက်ဖြူအချိန်ရတဲ့အခါဖြည့်ပြီးထားပါမယ်နော်အားလုံးပဲ Chusikovsky ပါ bye bye